ကျောင်းကိုရောက်ပါတော့မယ်ဒါတော့ကိုထက်ဝေးရရှိတဲ့မမီတွေကစောပြီးရောက်နေပါပြီဒါလေးကတော့မိသားစု300ဖနက်တေးအင်ကြီးတွေအနက်ရောင်စင်တူလေးတွေနဲ့ပါအနက်ရောင်ကိုတိတ်ကြိုက်တဲ့မိသားစုပါဖေဖေကတော့မိသားစုစားဖို့မုတ်တွေတဲ့မမေကတော့ဝါသနာအရာမတန်းနေရိုက်ပါတယ်သူလေးကတော့တငယ်ချင်းတွေတွေ့ရင်အရန်ကိုပျော်နေပါပြီဗီဒီယိုဒါကတော့မမေနဲ့သမီးအမိုင်းလေးတစ်ဖြတ်ပါဒါကတော့အားပေးနေသူမမေတွေနဲ့အမိုင်းလေးတစ်ဖြတ်ပါဒါသမီးတော့စပြီးတော့ခြေစွမ်းပြပါပြီသူလည်း introvert ဆိုပေမဲ့အခါစားမှာတော့တော်တော်လေးလက်ရှိပါတယ်မမေတွေလည်းရင်ခုန်စွာနဲ့အားပေးရပါတယ်ဒါကတော့မမေခြေစွမ်းပြတဲ့အလဲပါမတန်းကတော့အချစ်ကတင်ပေးထားတာပါဒါကတော့သမီးတော်လို့အလဲပါအခုအလိုမျိုးသမီးတော်ကြီးကစားတယ်လို့ဖေဖေမမေတွေလည်းကစားရမှာမဟုတ်ဘူးတေချာလေးလာပြီးယူနေရပါတယ်ဒါကတော့မမေတွေဖေဖေအလဲရောက်ပါပြီဒါလေးကတော့သမီးလေးရိုက်ပေးထားတာမို့လို့ပြီးခံပြီးကြည့်ပေးပါသူစိတ်ကြိုက်ရိုက်ထားတာမို့လို့ပါဖေဖေကမမေကပါဝင်အားဖြည့်ရတာဆိုတော့ရိုက်ပေးမဲ့သူကသူလေးပဲရှိတာမို့လို့ပါသမီးလေးရဲ့အဝါသင်းကိုစားပြုဖေဖေနဲ့မမေစော်ပေးရတာပါရှင်